ဒီနေ့မှာတော့ DC80 strip လေးတွေရဲ့အသက်သွေးကြောဖြစ်တဲ့ power supply အနေနဲ့ကျွန်တော်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။သူ့မှာတော့12 volt နဲ့24 volt ဆိုပြီးနှစ်မျိုးလာပြီးတော့မှကိုဝယ်ထားတဲ့ 80 strip ပေါ်မူတည်ပြီးတော့မှတွဲဖက်အသုံးပြုတော့မှာဖြစ်ပါတယ်။ဒီ power supply ရဲ့ဝက်တွေကတော့100ကရင်900အထိလာပြီးတော့မှကိုသုံးထားတဲ့မီးစံအရှည်ပေါ်မူတည်ပြီးတော့ဝက်တွေတွက်ချက်ပြီးတော့မှဝယ်ယူအသုံးပြုလို့ရပါတယ်။12 volt နဲ့24 volt ကိုတော့ဒီ power supply ရဲ့အရှိတ်ဘက်မှာပါတဲ့စာတန်းလေးမှာအလွယ်တကူခွဲခြားဝယ်ယူနိုင်ပါတယ်။သတိပြုရမယ့်အချက်အနေနဲ့ကတော့မီးအဆန်တွေများပြီး400ဝက်လောက်မှနိုင်မဲ့ဟာကို300ဝက်လောက်သုံးထားမယ်ဆိုရင်တော့မီးမလင်းတာတို့မီးအလင်းအောင်နေတာတို့ power supply အပူလွန်ခဲ့ပြီးတော့မှလောင်တာတို့ဖြစ်တတ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော် power supply 400ဝက်လိုတဲ့နေရာမှာ900ဝက်လောက်သုံးထားမယ်ဆိုရင်တော့ပိုကောင်းတာပေါ့ဗျာ။80 strip လေးတွေဝက်တွက်ချက်တဲ့နေရာမှာတော့အချမ်းမင်းအဖြစ်1မီတာကို20ဝက်လောက်ထွက်ပြီးတော့မှ10မီတာကို200ဝက်လောက်ဝယ်ယူအသုံးပြုလို့ရပါတယ်။ဒီ power supply တွေရဲ့အားသာချက်ကတော့တက်ဆင်ရတာလည်းလွယ်ကူပြီးတော့မှတစ်ဖက်မှာတော့ AC အဝင်ကြိုးထည့်ပြီးတော့တစ်ဖက်မှာတော့ DC အထွက်ကြိုးကိုအပေါင်းအနှုတ်မှန်အောင်တက်ဆင်ရမှာဖြစ်ပါတယ်။အပေါင်းအနှုတ်မှားပြီးတက်ဆင်ခဲ့မိရင်လည်းမီးမလင်းလာလွယ်လို့ဘာပြဿနာမှမရှိဘဲနဲ့ power supply မှာရော80 strip မှာရောပါတဲ့သင်္ကေတလေးနဲ့အလွယ်တကူခွဲခြားတက်ဆင်အသုံးပြုနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်နိုင်လင်းစောပါ